ဒီနေ့1389ခုသတင်းကြွလာဆန်း9ရက်အောက်တိုဘာ29ရက်2025ခုဖြစ်ပါတယ်။ဒီနေ့တင်ပြမဲ့တုတ်တန်ကတော့ကာလာမတုတ်သမဟုတ်ဂီတဝိမု ക്തി တုတ်ဖြစ်ပါတယ်။ဒီတုတ်ဟာဆိုလို့ရှိရင်ကိုယ်တိုင်ကျင့်ကိုယ်တိုင်သိမှကိုယ်တိုင်ဆင်ခြင်မှပဲအမှန်တရားကိုရရှိမယ်ဒီလိုပဲအမှန်တရားကိုရှာဖွေကြပါလို့မြတ်စွာဘုရားရှင်းပြတယ်။တင်ကြားတဲ့တုတ်ဖြစ်ပါတယ်။ဒီကာလာမရွာသားတွေကိုကေတဝိမုတ်ဆိုတဲ့တောဆက်မှာရှိတဲ့ဏီကုန်းရွာကြီးမှာဟောကြားခဲ့ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အချက်10ချက်မှာစရှိတဲ့အချက်10ချက်နဲ့အမှန်တရားကိုမယူနဲ့ကိုယ်တိုင်ကျင့်ကိုယ်တိုင်သိကိုယ်တိုင်ဆင်ခြင်မှသာလို့ဒါလျင်အမှန်တရားဆိုတာကိုသိရှိနိုင်မယ်အမှန်လို့ယူရမယ်ဆိုတာရှင်းပြပါတယ်အဲ့ဒီမှာနံပါတ်1ကတော့မဟာအနုတ္တဝေနဆိုတာဟိယာစေတဆင့်ကြားစကားနဲ့မယူနဲ့နှစ်ကမာပရံပရာယဆိုတာက tradition အစဉ်အလာကျင့်သုံးမှုနဲ့မယူလည်းမှန်တယ်လို့ယူလို့မရဘူးမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်နံပါတ်3မာဣတိကရိကိရာယ report ပေါ့နော်ဒါကဒီလိုပါဆိုရုံနဲ့လည်းမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်နံပါတ်4မာပိတကတမ္ပဒါနေနဆိုတာကစာပေနဲ့ကိုက်ညီတယ်ဆိုလို့လည်းယူလို့မရဘူးမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်နံပါတ်5မာတက်ကဟေတုဆိုတာကျိုးကြောင်းဆင်ခြင်တဲ့ logic နည်းနဲ့လည်းမရဘူးနောက်နံပါတ်6ကမာနယဟေတုဆိုတာ inference အနုမာနနှီးမှန်းဆပြီးတော့လည်းအကျိုးရှိပြီးအကြောင်းဖော်ထုတ်အကြောင်းရှိပြီးကြည့်ပြီးအကျိုးဖော်ထုတ်ဒါနဲ့လည်းမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်နံပါတ်9ကကြတော့မာအာကာရပရိဝိတက်ကေနဆို reasoning အခြေအနေအတွေးအခေါ်ကိုကြည့်ပြီးတော့အကြောင်းတရားကိုဖော်ထုတ်တာဒါလည်းမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်နံပါတ်10ကမာဒိဋ္ဌိနေစာနခန္တိယာဆိုတာငါအကျိုးနဲ့ကိုက်ညီတယ်မှန်တယ်လို့ထင်တယ်ဆိုတာလဲမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်နံပါတ်9မာဘဘရူပတာယဆိုတာမှတ်သားလိုက်တယ်ဆိုရင်လည်းမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်နံပါတ်10မာသမနောနောဂရုဆိုတာဆရာစကားမို့လဲမှန်တယ်လို့ယူဆလို့မရဘူးတဲ့မိမိကိုယ်ကိုဥပမာလောဘဒေါသမောဟဆိုတာအပြစ်ရှိတယ်ကောင်းကျိုးမပေးဘူးပျက်စီးရအကျိုးကိုပေးတယ်ပညာရှိတော့မချီကျူးဆိုတာကိုယ်တိုင်ဆင်ခြင်နိုင်တယ်အာလောဘအဒေါသအမောဟမေတ္တာနဲ့နေတာလောဘကိုစွန့်လွတ်တာဒီယုံ nant တရားတို့ရဲ့သင်္ခါရတရားပြုပြင်လို့ရတဲ့သင်္ခါရတရားရဲ့ဖြစ်ချင်းပြည့်ချင်းမမြဲခြင်းအစားထိုးခြင်းဒုက္ခဆင်းရဲခြင်းအစိုးမရခြင်းတို့ကိုယ်တိုင်သိကိုယ်တိုင်ပြီးဥပမာဝင်လေထွက်လေကိုမှတ်တာဒါမျိုးတွေဟာဆိုရင်ကိုယ်တိုင်မြင်ပြီးတော့မှအမှန်တရားကိုရှာကြပါလို့ဒီလိုအမှန်တရားကိုသိမြင်နိုင်ပါတယ်လို့ဘုရားဆုံးမတဲ့တုတ်ဖြစ်ပါတယ်ဒီဗုဒ္ဓဘာသာများအတွက်ဒီလိုမျိုးအမှန်တရားကိုတကယ်ကိုယ်တိုင်သိအမှန်တရားကိုလမ်းညွှန်ပေးတဲ့မြတ်စွာဘုရားရဲ့ဗုဒ္ဓဘာသာကိုဂုဏ်ယူစရာဖြစ်ပါတယ်ရှင်ဒါမှတကယ်အမှန်တရားစစ်ဖြစ်ပါတယ်အမှန်တရားဖြစ်မြတ်ဖို့နိဗ္ဗာန်သို့ရောက်ရှိနိုင်ပါစေလို့ဆန္ဒပြုရင်သာဓုပါရှင်